ရန်ကုန်မြို့ည9နာရီမိုးသေးတန်စွာယူလာသွင်းနေတဲ့ညမှာအောင်သူတယောက်သူ့ရဲ့တိုက်ခန်းချင်းလေးထဲမှာထိုင်နေရင်စပွဲပေါ်ကစာအိတ်အမဲလေးကိုစိုက်ကြည့်နေမိတယ်။အဲ့ဒီစာအိတ်ပေါ်မှာရွှေရောင်စာလုံးနဲ့ရေးထားတာကမင်းမိနေတဲ့အဖေအတွက်ပေးဆက်ရမယ့်အချိန်ရောက်ပြီတဲ့။အောင်သူဟာနယ်ဘက်မှာနမင်ကြီးနေတဲ့သတင်းတောက်တစ်ယောက်ပါ။ဒါပေမဲ့လွန်ခဲ့တဲ့9နှစ်ကသူလိုက်ခဲ့တဲ့ကြောက်စိမ့်တွင်းလူတက်မှုအပြီးမှာတော့သူဟာအလုတ်ကနေနားလိုက်ပြီးအခုလိုအရက်နဲ့အချိန်ဖြုံးမိခဲ့တာပါ။သူစာအိတ်ကိုဖွင့်လိုက်တဲ့အခါထွက်လာတာကစာသားမဟုတ်ပဲဓာတ်ပုံတစ်ပုံဖြစ်နေတယ်။ဓာတ်ပုံထဲမှာမြင်နေရတာကလွန်ခဲ့တဲ့9နှစ်ကအမှုမှာသေဆုံးသွားခဲ့ပြီလို့အားလုံးကသတ်မှတ်ထားတဲ့သူ့ရဲ့ချစ်သူနဒီညက်လက်ကဝတ်ကမဲ့လေးနဲ့လက်ကင်တာ။နိုင်ကရက်ကန်နေပေမဲ့အဲ့ဒီနိုင်ပေါ်မှာလက်လက်ဆက်ဆက်သွေးဆက်တွေစွန့်ထင်နေပါတယ်။မဖြစ်နိုင်တာနဒီသေးသွားတာ9နှစ်ရှိခင်လဲလို့အောင်သူ့လက်တွေတုံညင်းလာတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းစီကိုနံပါတ်မသိတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာတယ်ဟယ်လိုအောင်သူ့အတန်ကတုံညီနေတယ်ဖုန်းတစ်ဖက်ကထွက်လာတာကစက်ရုပ်တန်လို့ပြောင်းလဲထားတဲ့အတန်အကြီးတစ်ခုအောင်သူမင်းရှာနေတဲ့အဖြေကမင်းအိမ်ရှိကအမိုက်ပုံးထဲမှာရှိတယ်9မိနစ်တည်းအချိန်ရမယ်9မိနစ်ကျော်ရင်နောက်ထပ်လက်ချောင်းတစ်ချောင်းထပ်ပြက်လိမ့်မယ်တောက်အောင်သူဖုန်းကိုချပြီးမိုးတဲ့လေတဲ့ကိုအလောတကြီးပြေးထွက်သွားတယ်အိမ်ရှိကအမိုက်ပုံးကိုမှောက်လန်လိုက်တဲ့အခါတွေ့လိုက်ရတာကတစ်တာအသေးလေးတစ်လုံးအသက်ရှူတန်းပြင်းပြင်းနဲ့အောင်သူအဲ့ဒီတစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မျက်လုံးတွေပြူးကျသွားပြီးအော်ဟစ်လိုက်နေတယ်တစ်တာထဲမှာရှိနေတာကနဒီရဲ့လက်ချောင်းလေးတစ်ချောင်းမဟုတ်ပါဘူးအဲ့ဒါကသူ့ရဲ့ကိုယ်ပိုင်သတင်းတောက်ကပ်ပြားဟောင်းဖြစ်နေပြီးအဲ့ဒီကပ်ပြားပေါ်မှာဓာတ်နဲ့အချက်ပေါင်းများစွာထိုးစိုက်ထားတာပါအဲ့ဒီအချိန်မှာပဲအောင်သူ့ရဲ့နောက်ကျောဘက်ကနေအေးဆက်ဆက်အတန်တန်ထွက်လာခဲ့တယ်နောက်ကျသွားပြီးအောင်သူမင်းနောက်ကျသွားပြီအောင်သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့လူရဲ့မျက်နှာကြောင့်သူကြောက်ရွံ့တစ်ခုလိုတောင့်တင်းသွားရပါတယ်။အဲ့ဒီလူကတော့လွန်ခဲ့တဲ့9နှစ်ကအောင်သူကိုယ်တိုင်ထောင်ထဲရောက်အောင်ပို့ခဲ့တဲ့ရဲအုပ်ဟောင်ဇော်မျိုးဖြစ်နေလို့ပါပဲ။ဒါပေမဲ့ထူးဆန်းတာကဇော်မျိုးရဲ့မျက်လုံးတွေကကြောက်လန့်တကြားဖြစ်နေပြီးသူ့ရဲ့လဲဘင်းမှာတော့အနီရောင်လေးစားအဆက်လေးတစ်ခုကချိန်ရွယ်ထားတာကိုတွေ့လိုက်ရပါတယ်။ပြေးအောင်သူပြေးတော့ဇော်မျိုးကအော်ပြိုးလိုက်တဲ့အချိန်မှာပဲဓာတ်ရိုက်တန်တစ်ချက်ကဟင်းထွက်သွားပါတော့တယ်